ဆီယာမပုံညခင်ရဲ့လက်ကျန်လာအောင်စာအုပ်လေးကိုဖတ်မိတိုင်းမျက်နှိုးရတဲ့ပကံညောင်နဲ့ကိုသိချစ်ခဲ့မှုတဲ့မင်းကိုလည်းလွမ်းနေကိုကရံမြင်ငိမ့်မဖြစ်ခဲ့သလိုမင်းကလည်းမြာကြီးုံမဟုတ်ခဲ့ဘူးလေစူပုံနဲ့ကြက်ဥကရောကြော်မှာပို့ပြီးစားကောင်းတာတဲ့ကိုတို့ကတော့ကြော်နေရင်တူးခဲ့ရတဲ့အဖြစ်ပေါ့မလွမ်းရဘူးတီတီပစ္စယရေးလို့ပြုံပြုံလေးရွတ်နိုင်ခဲ့ပေမဲ့ကိုတို့ရှိမှကြုံနေတာကလမ်းခွဲတယ်လေလောကနန္ဒစီရီဦးရင်မြင်ပေါ်ကနေကျွန်းတီတီရွာရှိတဲ့တောင်ပြင်ဘက်ကိုလှမ်းခဲ့တဲ့အလွမ်းအဆွေအမတ်တရပုံလေးတွေကိုအဲ့တုန်းကပြုံပြုံကြီးကိုရိုက်ပေးနိုင်ခဲ့ပေမဲ့အခုချိန်မှာတော့ပြန်တွေးမိတိုင်းနာကျင်ရတယ်အမြင့်ကုတ်တွေလို့မရနိုင်အောင်နုညံ့လုံးနဲ့အများကြီးအကြောင်းလေးကိုသိရတော့မင်းကိုလည်းနုညံ့စီခြင်းခဲ့တာပါဒါပေမဲ့အပြစ်လည်းမဆိုးရပါဘူးလေမာကျော်လွန်မိမဲ့ကိုတိုင်းကလည်းအမြင့်ကုတ်တွေနိုင်တဲ့အရေးချင်းနဲခဲ့တယ်မဟုတ်လားအပေယတနာဖျားဘက်ကိုရောက်တော့တတိတရားနဲ့ကိုပြုံးမိပါသေးတယ်